အားလုံးပဲမြင်ပါပါရှင်ဒီနေ့ကတော့ဒီနေ့မမေရဲ့တင်နန်းသူလေးပေါ့နော်တင်နန်းနောက်ဆုံးရက်မှာသူဘက်ဆုပ်ပက်ကင်ထိုးလေးလည်းအဆင်ပြေတယ်ပေါ့နော်တင်နန်းတင်ကြားတာလည်းဒါလေးအဆင်ပြေလားတစ်ချက်လောက် review လေးပြောပေးပါအောင်ဟုတ်ပြေရရှင်ဘက်ဆုပ်တာရောအဆင်ပြေလားအဆင်ပြေဟုတ်ဟုတ်ကဲ့ဟုတ်ကောင်းကောင်းမောင်းတတ်ပါလေဟုတ်ကျေးဇူးတင်ပါတယ်ဒါနော်ဒီညီမလေးဆိုရင်တင်နန်းရက်က9ရက်နဲ့နော်လုံးဝ project ကြလေးလည်းမောင်းနိုင်တယ်ဒီနေ့ဆိုရင်1000စကားပြောချင်တာဒီနေ့ကတော့ဒီချေတို့ရှိမှာပထမရက်ကတော့တင်နန်းကားနဲ့တင်တာနော်တင်နန်းကားနဲ့တင်တာကိုမှဒီနေ့နောက်ဆုံးနေ့မှာဒီညီမလေးကိုဒီ Toyota ဟုတ်ကဲ့ပါဒီနေ့ကတော့ဒီညီမလေးရဲ့ကားလေးပေါ့နော် Toyota Reddit လေးလိုက်ဝယ်ပေးတာပေါ့နော်ဈေးနှုန်းလေးကလည်းတင်လေးပေါ့နော်3950ပဲရှိရတယ်ပေါ့နော်နောက်ထပ်တင်နန်းသူတင်နန်းသားတွေလည်းဒီလိုပဲတင်နန်းကားနဲ့ရင်တင်ပြီးတော့ကိုယ်တိုင်စိတ်ကြိုက်ကားလေးကိုရွေးချယ်ပြီးတင်လို့ရတယ်ပေါ့နော်ကိုယ်အိမ်ကကားနဲ့ရင်မတင်ခင်မှာတင်နန်းကားနဲ့ဆိုတော့တင်ရတာလည်းစိတ်ပေါ်ပါရှိရနော်ငယ်လေးအစင်လေးပြည့်ရနော်အဲကုန်းဆိုရင်လည်းအေးဆက်နေရပဲနော်ပြောပြဟုတ်ကဲ့ပါနောက်ထပ်တင်နန်းသားတင်နန်းသူတွေလည်းဒီချေလို့ရှိမှလာပြီးတော့စိတ်ချယုံကြည်စွာနဲ့အဲ့လိုရပါတယ်ရှင့်ဒီမှာလေးပြောပြပါအောင်ဒီချက်ကဟုတ်ကဲ့နောက်ထပ်တက်မဲ့သူတွေပေါ့နော်ဟုတ်ကဲ့လာတက်ဖို့အတွက်ဖိတ်ခေါ်ပါလေလို့စင်ပြေရှင်ဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်တတား